လုံးချပေးထားတာကျွန်တော်တို့ဒါ3246ဆိုတဲ့ကနန်း4လုံးကိုချပေးထားတာစုံကနန်း4လုံးစုံနေရွက်တနေကုန်မှာအဲ့တော့စုံကနန်း4လုံးနေထားတစ်ခုမှာကျွန်တော်တို့ကြံရက်နေမှာနော်စုံကနန်း3လုံးနဲ့မာကနန်း5လုံးကျန်နေမှာပေါ့နော်ကဲတော့ကျွန်တော်တို့ကလည်းကနန်းဘာဖြစ်ဖြစ်ကနန်း4လုံးချထားတယ်လက်ရှိဒီဘက်မှာလည်းကျွန်တော်ထုံးစံတိုင်းမှာကနန်းလေးများအကုန်လုံးများချမလားပေါ့ပြောလို့မရဘူးနော်အကုန်လုံးချနိုင်တယ်ကျွန်တော်အကောင်ဆုံးကနန်းလေး3လေး8တွေကျန်နေသေးရနော်လာမှာနော်အဲ့3လေး8တွေကခဏမပြောဘူးအဲ့3လေး8တွေကလည်းလာမှာကျန်တဲ့ကနန်းလေးကလည်းကျွန်တော်သူ့ဟိုင်သူလမ်းကြောင်းလေးရှိနေတော့ဒီတစ်ဘက်လည်းကနန်းကလည်းကျွန်တော်ဒီတစ်ဘက်ကလိုပဲအကုန်လုံးများချမလားပေါ့နော်အကုန်လုံးချဖို့ကောင်းနေပဲโอเคပါโอเคငါညာချမ်းလေးပါပြောပြပါကိုတရားရေးတဲ့ကျေးဇူးပြီ3နဲ့8ကိုတဲ့ကဲကျွန်တော်မပြောတော့ဘူး3နဲ့8ကိုအကြိုက်တစ်လုံးတော်ရှိတယ်ဘူးလေးတဲ့နာမည်ကဘူးလေးတဲ့ကျွန်တော်ဘာမှမပြောဘူးเนาะကျွန်တော်မန်လည်းမဖတ်တော့ဘူးเนาะဒါဘူးလေးဆိုတဲ့အကောင့်နံပါတ်လေးเนาะဒါသူ့မကိုဖတ်စေချင်လို့ဒါမှန်ပေးတာကျွန်တော်တော့ပောက်ကြီးကမှန်ထားလို့ဖြတ်ပလိုက်ပါတယ်ကဲအားလုံးပဲမနက်ဖြန်တဲ့36ကြိုက်တယ်ဆရာတဲ့ကဲ36ကိုကြိုက်တာလား1200ကိုရပါတယ်ကဲဘီခဏကြောင့်မင်္ဂလာပါโอเคပါ36ကောင်းလားတဲ့36ကိုအမှန်တကယ်ထိုးမှလားကျွန်တော်မနက်ဖြန်ဘာကနန်းမှမထိုးနဲ့ကျွန်တော်မနက်ဖြန်တကွက်ကောင်းချနော်တကွက်ကောင်းမဖြစ်မနေတော့တကွက်ကောင်းချမယ်တကွက်ကောင်းတော့နေ့တိုင်းထိုးမယ်နော်အခုမှလည်းတကွက်ကောင်းပြီးတော့မှာဒီတစ်ပတ်မှာကျွန်တော်တကွက်ကောင်းမနက်ဖြန်တက်ကိုအကောင်းဆုံးထုတ်ထားပါတယ်မနက်ဖြန်နေကိုတဲ့38ချိန်ရှိတဲ့ကိုသားရေးတဲ့ခွန်ပိုင်ဟောတဲ့ခွန်ပရိလည်းရှိတယ်တဲ့ကိုထွန်းလေးအဲ့ဆိုရင်တော့ကဲရန်တော်ကိုသားရေးမိုးမခက်ရုပ်ခဲ့ပါမင်္ဂလာပါကဲကိုကျော်သူရရုပ်ခဲ့ပါခင်ဗျနှလုံးထောက်ကနီးလေးတဲ့တက်ချူကြက်လေးပဲဆရာရေးတဲ့ကိုကျော်နော်32သမားတွေဗျာ34ကို1000ဘူးပါဟုတ်ကဲ့ပါမမိုးလိုက်ဟုတ်ကဲ့ပါခင်ဗျအဲ့တော့32သမားတွေကတော့ရင်ခံရမယ်ထင်ပါတယ်ပုံမှန်တိုင်းဆိုရင်32အနေထားတစ်ခုမှတော့ပြောင်းထားတော့မရှိဘူးဗျာဒါပေမဲ့34ကောက်ပြောင်းသွားတော့ကျွန်တော်တို့ဒါ32သမားတွေရှိရနော်32သမားတွေနော်